ဒီပင့်ကူလေးတစ်ကောင်ကြောင့်ပဲပန်းချီဆရာတယောက်ဟာကဘာကျော်ပြီးငွေကြေးတန်ပေါင်းများစွာပိုင်ဆိုင်သွားခဲ့တယ်ဆိုရင်ယုံမလားတနေ့မှာပန်းချီဆရာတယောက်ဟာသူ့ရဲ့ပန်းချီကားချက်ပေါ်မှာပင့်ကူလေးတစ်ကောင်ဖြင်းချင်းစွာသွားနေတာကိုတွေ့လိုက်ရတယ်တာမန်လူတွေဆိုရင်တော့အဲ့ဒီပင့်ကူကိုချက်ချင်းဖယ်ထုတ်ပစ်မှာပေါ့ဒါပေမဲ့သူကတော့မလုပ်ခဲ့ပါဘူးသူဟာဘောပင်တစ်ချောင်းကိုကောက်ကင်လိုက်ပြီးပင့်ကူသွားတဲ့လမ်းကြောင်းတိုင်းလိုက်ပြီးချစ်ဆွဲလိုက်ပါတော့တယ်ပင့်ကူလေးပဲကိုပဲသွားသူကတော့အဲ့ဒီလမ်းကြောင်းတိုင်းမလွတ်တမ်းလိုက်ရေးဆွဲနေခဲ့တာပါရုတ်တရက်ဆိုသလိုပဲပင့်ကူလေးဟာခုန်ချသွားခဲ့တယ်အဲ့ဒီအချိန်မှာတင်သူ့မျက်လုံးထဲမှာနောက်ထပ်ပိုးမွားလေးတစ်ကောင်ပန်းချီကားပေါ်မှာနားနေတာကိုထပ်တွေ့လိုက်ရပြန်တယ်သူကတော့အဲ့ဒီပိုးမွားလေးရဲ့လမ်းကြောင်းကိုလည်းလက်မလွတ်တမ်းလိုက်ဆွဲပါတော့တယ်သူဆွဲပြီးဆုံးသွားတဲ့အချိန်မှာပေါ်ထွက်လာတဲ့ရလဒ်ကတော့ပြန်တွေ့တဲ့ယနေ့တိုင်းမှနေစေပါတော့မေရဲ့စကားတွေအိမ်မထဲမှာမြင်သာစွာလက်ပြူမင်းလက်ထမေသူမဖြစ်ခဲ့ရပါတော့